အခုပဲစီယန်ကသတင်းလာသွားပါတယ်အဲ့တော့ကျွန်တော်ရှင်းပြမှာပဲအဲ့တော့ခဏလေးနော်ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်လည်းဒီသတင်းကိုထိုင်ဆောင်နေတာတနေ့ကိုကျွန်တော်လည်းအစင်းအသင်းမပြင်ဆင်နိုင်မိဘူးဒါပေမဲ့ကျွန်တော်သတင်းကိုတနေ့ကိုထိုင်ဖွင့်ထားပါတယ်စီယန်ကဘာပြမလဲကျွန်တော်လည်းသိချင်ပါတယ်ရောက်တော့အခုပြပါပြီကျွန်တော်လည်းအဲ့ဒါကိုသိချင်လို့ပဲတနေ့ကိုထိုင်ဆောင်နေတာပါသူတို့ကအခုကဒီ Master Job Flight ရဲ့ဟိုဒီပေါ့ဟိုတရားခွင်ပေါ့ဒီနေ့၄ရက်မြောက်နေ့ဖြစ်တယ်အဲ့ဒါကိုသူတို့တောက်လျှောက်တနေ့ကုန်ပြနေတာပါသူတို့တရားဆွဲတဲ့ကိစ္စပေါ့အဲ့ဒါကိုဒီနေ့တောက်လျှောက်ထိုင်ပြနေတဲ့အတွက်ကျွန်တော်လည်းသတင်းကိုထိုင်ကြည့်နေတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲလေထူးခြားတဲ့သတင်းကျွန်တော်လည်းသိချင်တယ်ကျွန်တော်ချစ်တဲ့ပြည်သူတွေကိုလည်းကျွန်တော်မျှဝေပေးချင်တယ်အဓိကကတော့ CN ကဘာပြောသလဲပေါ့ဒါကိုကျွန်တော်သိချင်တယ် CN ကဘာတွေတင်ပြပေးသလဲဆိုတော့ကျွန်တော်သိချင်ပါတယ်အဲ့တော့ကျွန်တော်အခုအပြင်ကိုပြထားလိုက်မယ်နော်ကျွန်တော်အခုအဓိကအသေးစိတ်ရှင်းပြပါမယ်အဓိကကျွန်တော်ပြောချင်တာက CN ကကျွန်တော်ပြောတဲ့အတိုင်းပဲလေ CN ဆိုတာသူ့လို့တယ်သူကမ္ဘာသတင်းစာဖြစ်တဲ့အတွက်ကမ္ဘာသတင်းစာဖြစ်တဲ့အတွက်သူကသူ့လို့တာပါအဲ့တော့သူ့လို့တဲ့အတွက်သူပြစရာရှိတာကိုသူအဓိကပြတာပါသူအဓိကသူပြစရာရှိတာသူအဓိကပြတဲ့အတွက်သူဘာကိုအဓိကထားပြီးပြသွားသလဲဆိုတော့ရန်ကုန်မြို့မှာသတင်းရောက်တာမရောက်တာအဲ့ဒါတော့ကျွန်တော်မသိဘူးအဓိကသူပြသွားတာကမနေ့ကလုံခြုံရေးကောင်စီမှာ UN Special Envoy ပေါ့နော်ကပြောတယ်ပေါ့မြန်မာနိုင်ငံမှာ Black Bat is imminent ပေါ့နော်သွေးကြောင်စီးမှုမဖြစ်မနေဖြစ်တော့မယ်ဆိုပြီးပြောသွားတယ်အဲ့ဒါနဲ့သူကသတင်းကောင်းစဉ်တည်လိုက်တာအဲ့တော့လူချင်းကောက်စီမှာဒီမြန်မာနိုင်ငံဆိုင်ရာ Special Envoy ကျွန်တော်ထင် Mrs. Chris ဘယ်နဲ့ထင်တယ်ကုလသမဂ္ဂအထွေထွေချုပ်ရဲ့ကိုယ်စားလှယ်ကပြောတဲ့စကားကိုသူကအဓိကတည်လိုက်တာကောင်းစဉ်အဲ့ဒါတည်ပြီးတော့မြန်မာနိုင်ငံမှာသွေးကြောင်စီးမှုမဖြစ်မနေဖြစ်မယ်ဆိုပြီးသူကစပြောတယ်စပြောပြီးမှသူကဘယ်ကိုစပြလဲဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီနေဆက်ဒေသတွေမှာဒီလေရင်နဲ့ဘုံကျဲတဲ့အတွက်ကရင်ဒါကျွန်တော်တို့တိုင်းရင်းသားကရင်တွေဒုက္ခတွေဒီဘုံကျဲတဲ့ဖြစ်စဉ်တစ်ခုကိုသူပြတယ်ပြီးတော့အဲ့ဒီတိုင်းသားတွေထွက်ပြေးနေရတာကိုသူပြတယ်အဲ့ဒီမှာသူကဘယ်ကိုဆွဲပြသွားလဲဆိုတော့ပြည်တွင်းမှာဆန္ဒပြတဲ့ကိစ္စကိုသူပြတယ်ဒါတွေကအရင်နေ့အဟောင်းတွေရောမနေ့ကဟာတွေရောပေါ့အဲ့ဒီမှာသူကဘယ်ကိုဆွဲပြသွားလဲဆိုတော့တိုင်းရင်းသားဒီရဲ့တက်မတော်တွေကိုသူပြတယ်ဥပမာကရင်တက်မတော်နောက်ဗိုလ်ချုပ်ကြီးရွက်စစ်နဲ့ CN နဲ့အင်တာဗျူးအဲ့မှာဗိုလ်ချုပ်ရွက်စစ်ကပြောတာတွေသူပြောတယ်နောက်ဗိုလ်ချုပ်ကြီးရွက်စစ်ရဲ့ဒီတိုင်းသားတက်မတော်ပေါ့နော်စစ်ယူနီဖောင်းတွေနဲ့တက်မတော်တွေသူပြတယ်အဲ့အနေမှာတော်လိုင်းနေ့အခမ်းအနားမှာသူတို့ခြေတက်တဲ့အခမ်းအနားတွေသူရှင်းပြတယ်အဲ့အနေမှာတခါပြည်တွင်းမှာလှုပ်ရှားမှုတွေဖြစ်နေတယ်ပြည်တွင်းမှာအမြောက်များတည်ဆုံနေတယ်ဆန္ဒပြတာတွေအားလုံးပြကွက်တွေနဲ့သူပြသွားတယ်အဲ့ဒီမှာပြည်တွင်းမှာဆန္ဒပြခေါင်းဆောင်တယောက်နဲ့သူအင်တာဗျူးပြောတယ်အဲ့ဒီဆန္ဒပြခေါင်းဆောင်ကသူ့နာမည်ကိုမပြောဘဲနဲ့သူကအင်္ဂလိပ်လိုလှမ်းပြောတယ်သူကလှမ်းပြောတယ်အဲ့တော့ဆန္ဒပြခေါင်းဆောင်ကသူတို့ဆန္ဒပြမှုတွေဆက်လုပ်နေတယ်ဆိုတဲ့အကြောင်းဒါတွေကိုသူပြောသွားတယ်အဲ့တော့ CN ကသူသွားတဲ့ကမ္ဘာထရန်လမ်းကြောင်းကမြန်မာနိုင်ငံဒီကျွန်တော်တို့ကုလသမဂ္ဂ Special Envoy အမျိုးသမီးပြောတဲ့စကားသွေးကြောင်စီးမှုတွေဖြစ်တော့မယ်ဆိုပြီးတော့ကဘာကိုတင်ပြလိုက်တာဒါကျွန်တော်မြင်ရဒါရိုးလေးပဲသတင်းတစ်ခုအနေနဲ့သူကတင်ပြလိုက်တာအဲ့တော့သူကဘာကိုအသိပေးလိုက်တာအဲ့တော့ဖြစ်ပြနေတဲ့အနေအထားကနိုင်ငံမှာ military coup ဖြစ်ပြီးတော့ပေါ့နော်စစ်အာဏာသိမ်းပြီး2လကြာတဲ့အချိန်ထိပြည်သူတွေကဆန္ဒပြမှုတွေပြတယ်ပြည်သူတွေကနှိမ့်ဆက်ရဲဆက်ဒီအနှိမ့်ဆက်ခံရတာတွေသူကုန်သူပြတယ်ပြီးတော့စစ်မီတောက်လာပြီဆိုတဲ့အကြောင်းပေါ့အဲ့တော့တိုင်းသားတွေကိုဘုံကျဲခံရတာသူပြတယ်အဲ့ဒီမှာကရင်ဒုက္ခတွေထွက်ပြေးနေရတာသူပြတယ်အဲ့ဒီမှာတိုင်းသားခေါင်းဆောင်တွေတိုင်းသားတက်မတော်တွေရဲ့ယူနီဖောင်းအပြည့်တွေနဲ့သူပြတယ်အဲ့ဒါမှာဗိုလ်ချုပ်ကြီးရွက်စစ်နဲ့အင်တာဗျူးကိုသူပြောတယ်ကဗိုလ်ချုပ်ကြီးရွက်စစ်နဲ့အင်တာဗျူးမှာဗိုလ်ချုပ်ကြီးရွက်စစ်နဲ့ဒီတိုင်းသားတက်မတော်ရဲ့အနေအထားကိုသူပြတယ်အဲ့ဒီမှာပြည်တွင်းမှာရှိတဲ့ဆန္ဒပြမှုတွေအားလုံးကိုသူပြသွားတယ်ပြီးတော့သူတို့သတင်းကိုတုံ့တက်သွားတယ်ဆိုလိုချင်တဲ့ရှင်းလင်းသဘောဒီကျွန်တော်ဒီ CN ကိုကြည့်နေတဲ့ viewer ပေါ့နော်ကျွန်တော်က CN ပရိသတ်ပါကျွန်တော်ရဲ့အဓိကသတင်းဆိုစီ CN ပါ
အဲ့တော့ကျွန်တော်ဒီ CN viewer တယောက်အနေနဲ့ကျွန်တော်သုံးသပ်ရရင်တော့သူပေးခြင်းတဲ့ message ဒီကျွန်တော်သာမြန်မာနိုင်ငံအကြောင်းနားမလည်ဘူးကျွန်တော်ဒီ UK နိုင်ငံမှာနေထိုင်သောသတင်းလည်းနားမလည်ဘူးမြန်မာနိုင်ငံရေးလည်းမသိဘူးယနေ့မှဒီသတင်းကိုကျွန်တော်စတွေ့ရတဲ့ viewer ကျွန်တော်ဒီ British citizen တယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့အိုးမြန်မာနိုင်ငံဆိုတာကြီးကစစ်ဖြစ်တော့မှာဗလားတွေးကြောင်စီးတော့မှာဗလားဟောဘာသာနာတွေပြနေကြတယ်ဗလားဒီမှာအာဏာတွေသိမ်းထားတာဗလားဟာတိုင်းသားဒေသတွေကိုဘုံတွေကျင်းနေတယ်ဗလားဟာတိုင်းသားတွေကပြန်တိုက်တော့မှာဗလားဆိုတဲ့အနေအထားမျိုးကိုမြင်ရတယ်ဒါဒီကျွန်တော်မြန်မာနိုင်ငံအကြောင်းမသိဘူးကျွန်တော်ဘာသူ့အကြောင်းမှမသိဘူးသတင်းကိုကြည့်တဲ့တာမန်လူတယောက်အနေနဲ့ဒီလိုပဲခံစားရတယ်အဲ့တော့သူသွားခြင်းတဲ့လမ်းကြောင်းဒီ trend ကိုသူသွားတာဘာဖြစ်လို့လဲကမ္ဘာအဖွဲ့အစည်းတွေဖြစ်တဲ့အတွက်လုံခြုံရေးကောင်စီကအလုပ်ဖြစ်တယ်ဖြစ်စေအလုပ်မဖြစ်သည်ဖြစ်စေလူခွေရေးကောင်စီတွေကအလုပ်ဖြစ်သည်ဖြစ်စေအလုပ်မဖြစ်သည်ဖြစ်စေကျွန်တော်အရင်တော့ရှင်းပြခဲ့သလိုပဲကျွန်တော်တို့တက္ကသိုလ်တွေမှာကျွန်တော်တို့စာတမ်းတွေရေးတယ်ကျွန်တော်တို့တက္ကသိုလ်တွေမှာကျွန်တော်တို့ဒီ assignment တွေရေးတယ် project တွေရေးတယ်အဲ့ဒီရေးတဲ့ခါကျရင်ကျွန်တော်တို့ကကိုးကားမှုတွေလုပ်ရတယ်သူက academic level မှာကျွန်တော်တို့ကသူတည်သနာပုံစံနဲ့သွားတာဒါကြောင့်အစစ်မြေပညာရေးဆိုတာသူများသင်တာကိုကြက်မှတ်ရတာမဟုတ်ဘူးအဲ့ဒီကိုသူများသင်တာကိုလေ့လာပြီးကိုယ့်ဟာကိုယ်အဲ့ဒီဘာသာရပ်ကိုဘယ်လောက်နားလဲလဲဆိုပြီးခေါင်းစဉ်တစ်ခုပေးပြီးအဲ့ဒီခေါင်းစဉ်ကိုကိုယ့်ဟာကိုယ်သူတည်သနာပြုသူကအဲ့ဒီခေါင်းစဉ်ကိုအထောက်အကူပြုမဲ့လူတွေကဘယ်သူတွေကဘာပြောတယ်ဟိုလူကဘာပြောတယ်ဒီလူကဘာပြောတယ်အဲ့ဒါတွေအားလုံးကိုကဘယ်သူတွေကဘာပြောတယ်ဟိုလူတွေကဘာပြောလဲဆိုတော့အဲ့ဒီအားလုံးပြောတဲ့စကားများကိုအဲ့ဒီပြောတဲ့စကားများကိုအားလုံးကျွန်တော်တို့ကသုံးသပ်ပြီးတော့ကျွန်တော်တို့ကကိုးကားပြီးတော့မှအဲ့ဒီရမီမှာကိုယ့်ရဲ့သုံးသပ်ချက်နဲ့ကိုအဲ့ဒါကိုနားလည်တဲ့ပုံပေါ်မူတည်ပြီးတော့ကိုကပုံဖော်ပြီးစကားပြောဆိုရတဲ့အခါမှာကျွန်တော်တို့ academic level ဒီနိုင်ငံတွေမှာအဲ့လိုအစိုးရအဖွဲ့အစည်းရဲ့စကားများပြီးတော့ဝန်ကြီးချုပ်တွေရဲ့စကားများတာမရဟောင်းတွေရဲ့စကားများကုလသမဂ္ဂရဲ့စကားများနောက်သူတနာသိပ္ပံပညာရှင်စကားများအဲ့လိုဘယ်မီဒီယာမှာနာမည်ကြီးမီဒီယာမှာဘယ်နေ့ကဘယ်မီဒီယာမှာဘယ်လိုပါတယ်ဆိုတဲ့ဟာမျိုးကိုးကားချက်များသည်အလွန်အမတန်အသုံးဝင်တာအဲ့ဒါကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲနိုင်ငံတကာကမှန်ကန်တဲ့သတင်းအချက်လက်ဆိုပြီးလက်ခံထားတာအဲ့တော့ကျွန်တော်ကိစ္စရတစ်ခုပြောမယ်ဟာမြန်မာနိုင်ငံသည်တွေးကြောင်းစီးမှုကိုဥတည်နေပြီလို့ကျွန်တော်ရေးလိုက်တယ်ရေးလိုက်ရင်ကျွန်တော်ကပြောမယ်ခုလိုဘယ်နေ့လုံခြုံရေးကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံအထူးအစည်းအဝေးအရေးပေါ်အစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကနေပြီးပြောတဲ့စကားအဲ့ဒါကိုကျွန်တော်ကိုးကားလိုက်ပြီးတော့အဲ့ဒါပြီးမှကျွန်တော်အနောက်ကနေပြီးတော့မြန်မာနိုင်ငံရဲ့ရာဇဝင်တွေအဲ့ဒီရာဇဝင်တွေမှာလည်းဘယ်တော့မှလွတ်လပ်ရေးတမိုင်းတိုက်ပွဲမှာအောင်ဆန်းအက်တလီစာချုပ်အရမြန်မာနိုင်ငံဒီကိုလိုနီကနေလွတ်လပ်ရေးရသွားတယ်အဲ့ဒါကြောင့်အဲ့ဒီမှာကျွန်တော်ကဘယ်နေ့က BBC ကနေပြီးတော့ဒီအောင်ဆန်းအက်တလီဒီမြောက်ဒီအင်္ဂလန်ဝန်ကြီးချုပ်နဲ့သတင်းစာဆောင်းပါးကိုကျွန်တော်ပြန်ရှာအဲ့ဒါကိုကျွန်တော်ကိုးကားလိုက်အဲ့မှာဘာပြောသွားလဲအဲ့ဒီချိန်မှာဗိုလ်ချုပ်အောင်ဆန်းကိုပြောသွားတယ်အောင်ဆန်းကိုပြောသွားတယ်တခင်အောင်ဆန်းပြန်မြန်မာပြည်မှာပြန်ပြီးတော့မင်းတိုင်းသားတွေအားလုံးမှာအားတို့လက်မှတ်တထိုးပြီးအဲ့ဒါမျိုးကျွန်တော်သွားမယ်အဲ့ဒီကနေစစ်ကြောင်းကနေကျွန်တော်အဲ့လိုသွားလာမှာဆိုလဲသဘောတည်အဲ့ဒီချိန်မှာဒီနေ့တပြည့်တက်မတော်ကဘယ်တော့မှပေါ်လာတယ်လေအဲ့တော့ဗမာနိုင်ငံလွတ်လပ်ရေးမှာအဲ့ဒီမှာရှိတာဒါမျိုးအကိုးကအထောက်ထားတွေကိုသူကသုံးဆွဲတာဒါကြောင့် CN ကအဲ့လို facts ကိုသူကမူတည်ပြီးတော့မြေပြင်မှာဖြစ်ပျက်နေတာနဲ့သူကသူ့ရဲ့ viewer များကိုတင်ပြသွားတာပဲဖြစ်တယ်ကျွန်တော်အမြင်ကတော့သူဒီသတင်းတင်ပြမှုဒီလက်ရှိဖြစ်ပျက်နေတာများကိုထင်ဟပ်ပြီးသူပြောသွားတာဆိုတဲ့သဘောဒီမြေပြင်မှာဖြစ်ပျက်နေတာမြေပြင်မှာလုံနေတာမနေ့က CRPH အစိုးရကထုတ်ပြန်နေတာမနေ့ကယာယီအစိုးရဖွဲ့မယ်ဆိုတာတွေအားလုံးသူတို့အကုန်သိပြီးသားဒါပေမဲ့သူတို့သိပြီးသားတွေကိုဒီမှာထည့်ပြောတာမဟုတ်ဘူးသူတို့လိုချင်တဲ့ viewer ကိုတင်ပြပေးတာပဲဖြစ်တယ်ဒါကြောင့်သူဒီနေ့တင်ပြသွားတဲ့ CN ကတင်ပြသွားတဲ့အကြောင်းအရာများသည်ကုလသမဂ္ဂ special envoy ကနေပြီးတော့မြန်မာနိုင်ငံဒီ black shed ပေါ့နော် black shed ဒီ imminent တွေးကြောင်စီပွဲဖြစ်ကိုဖြစ်တော့မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြသွားတာကိုပဲကျွန်တော်ကတင်ပြပေးခြင်းနေဒါကြောင့်အဓိက CN မှာဗာပြောမလဲဆိုတာကိုသိရှိနေကြတဲ့သူများကိုကျွန်တော်မျှဝေပေးလိုက်ခြင်းပဲဖြစ်တယ်ကျွန်တော်တည်သလောက်လုံခြုံရေးကောင်စီကနေထားအခုထိကျွန်တော်လေးလာတာအားနေတာလေပဲအခုထိတော့ကျွန်တော်ဘာသတင်းမှလည်းမရဘူးကျွန်တော်လည်းဘာမှမသိသေးပါဘူးကျွန်တော်ကိုယ်တိုင်
အခုနားထောင်နေတာတွေရှိပါတယ်ဥမာဒေါက်တာဆဆာတို့စောစောလုပ်သွားတဲ့ conference တွေကျွန်တော်နားထောင်နေတယ်ပြီးတော့မတ်အီတင်ဆာမောင်ရဲ့ interview တွေကျွန်တော်နားထောင်နေတယ်သူတို့ပြောတာတွေကျွန်တော်ကိုယ်တိုင်နားထောင်နေရတာပါသူတို့အားလုံးပြောသွားတာလည်းအလွန်အမတန်ကောင်းပါတယ်သူတို့လုပ်เสียရှိတာများအကုန်လုပ်သွားမယ်လို့လည်းအကုန်ပြောထားတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့အရေးတော်ပုံအောင်ကိုအောင်ရမည်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်